နဲ့ဆုံးမကြတဲ့ဖုံဖုံကိုကျွန်မတွေးလိုက်တယ်တွေးလိုက်တဲ့အခါကျတော့ကျွန်မအချက်ချင်းပဲဆင်းလိုက်တယ်ဖုံဖုံချက်တော်မူပါအောင်ဖေဟာလို့ရက်ခိုင်းလိုက်တယ်ရက်ခိုင်းပြီးတော့ဘွားကျွန်မအခုဒီပစ္စည်းလေးတွေလှူပေးမယ်ဘွားအတွက်လှူပေးမယ်ဘွားအခုဒါကျွန်မဖုံကြီးကျောင်းတစ်ချောင်းကိုသွားမလို့ဒါပေမဲ့အဖွားဝင်လို့မရမှာစိုးလို့အခုဒီမှာဒီဖုံဖုံကိုတွေးတော့ကျွန်မလှူပေးလိုက်မယ်လှူပေးလိုက်မယ်ဆိုတော့အဖွားလည်းအဆင်ပြေတာပေါ့လာဖွားလာအဖွားကျမနဲ့တောင်အိမ်မက်ထဲမှာဒီလိုစကားပြောလို့ရတယ်ဆိုရင်အဖွားလူဘွားမှာနေတဲ့ကာလအတော်တည်းမှာအဖွားရဲ့ကုသိုလ်ကလည်းနည်းမှာမဟုတ်ဘူးဒါကြောင့်အဖွားလူတွေနဲ့နီးနီးကက်ကက်နေပြီးတော့မှအဖွားကျမကားပေါ်လိုက်လို့ရတာအဖွားစကားကိုလည်းကျမနားထောင်သလိုကျမစကားကိုလည်းအဖွားနားထောင်ပါဖုံဖုံတော့ကျမစောင့်ခိုင်းရတာပေါ့ရှင်ဖျားရက်တော်မူပါအောင်ဖျားမနေ့ပိုင်းဆုံးငကြွားတဲ့ဖုံဖုံတော့ကလေးတွေကြောင်းပို့ပြီးပြန်လာမှာကျမတခါတည်းဝင်ဝဲပြစ်တာမျိုးမှစီတယ်မှာဝင်ဝဲပြီးတော့မှအဲ့ဒါကျမအဲ့လမ်းမှာတွေ့တဲ့ဖုံဖုံကိုပဲကျမလှူလိုက်တာဖွားအနေနဲ့လူပါဒီကားပေါ်မှာပါတယ်မြဲပုံကူအားလုံးပေါ့နော်တက်တလောက်မှတ်တလောက်ကျမပြောပြီးတော့မှလှူလိုက်တာလှူလိုက်ပြီးတော့အဲ့ဒီ9ရက်နေ့မြောက်ညနေအထိတော့ကျမအနက်နံသေးတယ်ဒီလားနက်နံသေးတယ်ကျမတို့အမေအိမ်ကိုသွားတဲ့အထိကိုအနက်နံသေးတယ်6ရက်နေ့မြောက်မနက်ကြတော့အနက်မနံတော့ဆင်းသွားတာလားဒါမှမဟုတ်ရင်ကျွတ်သွားတာလားကျမမပြောတတ်ဘူး6ရက်နေ့နေပြီးတော့ကျမနောက်ထပ်9ရက်လောက်နေလဲနေပြီးတော့အိမ်မက်ပြန်မှတ်တယ်အဲ့ဖွာလေးအိမ်မက်ထဲမှာသမီးတဲ့နေစရာလေးလည်းအဆင်ပြေသွားပြီတဲ့ထိုင်စရာလေးလည်းအဆင်ပြေသွားပြီတဲ့နော်စားစရာလေးလည်းအဆင်ပြေသွားပြီသမီးတဲ့ဒါပေမဲ့ကျမလှူတဲ့အထက်မှာစားစရာတော့မပါအောင်မပါပေမဲ့ကျမကားပေါ်မှာဘာလုပ်လဲဆိုတော့ကျမအရင်တုန်းကစွန်းနေလောင်းလူခဲ့တဲ့ကုသိုလ်တွေရှိတယ်အဲ့ဒီကုသိုလ်တွေကိုကျမအမြဲတမ်းအဲ့ဒီကားပေါ်မှာပြောပေးတယ်ဖွားကြီးကျမအဲ့တုန်းကအဲ့လိုမျိုးလှူခဲ့တယ်အဲ့ဒီလှူတဲ့ကုသိုလ်လေးကိုအဖွားကိုကျမအမြတ်ပေးမယ်နော်အဖွားတာဓုခေါ်နိုင်ခေါ်နော်ဒါဆိုရင်အဖွားအတွက်စားစရာလေးအဆင်ပြေမှာပေါ့ကျမအခုတန်မုတ်တွေရွတ်တယ်ဆိုလဲတန်မုတ်တွေရွတ်တဲ့ဂါရာရဲ့ကုသိုလ်လေးကိုပေါ့နော်ကျမအဲ့လိုမျိုးလေးကားပေါ်မှာသူ့ကျမတာဓုခေါ်ခိုင်းတယ်တက်တလောက်မှတ်တလောက်ကျမပြောပြီးတော့မှကျမတာဓုခေါ်ခိုင်းတယ်9ရက်မြောက်တဲ့နေ့ကျတော့ဆင်းသွားတယ်တကယ်ကိုဘာပုတ်စောမှမနန်တော့တကယ်တနာဖို့ကောင်းပါတယ်နော်လူဘဝတော်က तू မလဲရအောင်တဲ့ तू မလဲရအောင် तू အရာလူတွေကလည်းစိတ်ပူတတ်တယ်တဲ့အားကြောင့်ရတယ် तू အဆင်ပြေတယ်တဲ့အဲ့တော့ကျမပြောချင်တာကျမတို့မိဘတွေကိုဂရုစိုက်ရအောင်နော်မိဘတွေကိုဂရုစိုက်ရအောင်ကျမတို့ကုသိုလ်တွေများများလုပ်ရအောင်တကယ်လို့မြင်မမြင်အပ်တဲ့မကြုံမလွတ်တဲ့လူတွေလိုက်လာရင်လည်းမကြောက်မလန့်မနဲ့ကျမတို့ကူညီကြရအောင်လို့ကျမပြောပြချင်တာပါကျေးဇူးတင်ပါတယ်ရှင်